ဗီဒီယိုထဲမှာပုံနေတဲ့ကောင်မလေးကိုမတွေ့ပဲလူတန်ကြီးကအင်ဂျီတစ်ထည်ကိုထုတ်ယူကဖက်ပြီးထိုင်ငုံနေပါတယ်။သတင်းပေါက်ကနေအပြင်ကိုကြည့်လိုက်တော့လူတွေအများကြီးကိုတွေးလိုက်တာကြောင့်လူတန်ကြီးကစိတ်တူသွားပြီးအခန်းပြင်ထွက်သွားပါတယ်။ကောင်မလေးကအရဲစွန်ပြီးအပြင်ထွက်ကသတင်းပေါက်ကနေလက်ပြနေပေမဲ့ဘယ်သူမှမမြင်ခဲ့ပါဘူး။ခြေတံကြောင့်ကောင်မလေးကကတင်အောက်ဝင်ပုံနေလိုက်ပြီးလူတန်ကြီးကဝင်လာကားနိုင်ရန်ကိုအဆက်မပြတ်တူနဲ့ထုနေပါတယ်။အောက်ထပ်မှာကောင်လေးကတတိပြန်ရလာကလူတွေရှိတဲ့စီကိုထွက်ပြေးလာခဲ့ပါတယ်။လက်သမားဆရာနဲ့အမျိုးသမီးတဦးကတွေ့သွားကကူညီဖို့ကြိုးစားပေမဲ့အချိန်မမီခဲ့ပါဘူး။လက်သမားဆရာကအမျိုးသမီးကိုလူတွေအားလုံးကားပေါ်တက်စေပြီးရဲကိုဖုံးဆက်ခေါ်ဖို့ပြောလိုက်ကတနက်ယူပြီးဂေဟာထဲကိုဝင်သွားလိုက်ပါတယ်။လူတန်ကြီးကနေရန်ထဲမှာတင်ထားတဲ့လွှတ်ဆက်ကိုယူလိုက်ကအောက်ချပြီးဆက်ဖွင့်ဖို့အတွက်ကြိုးဆွဲနေတဲ့အချိန်အတန်ကြားတာကြောင့်တကားနောက်မှာဝင်ပုန်းနေပါတယ်။ကောင်မလေးကလက်သမားဆရာဝင်လာချိန်ပုန်းနေတဲ့လူတန်ကြီးကိုမြင်ရအောင်ခြေထောက်နဲ့မှန်ကိုလှည့်ပေးလိုက်ပေမဲ့အလစ်ငိုက်တိုက်ခိုက်ခံလိုက်ရတာကြောင့်ဂျမ်းပြင်ပေါ်လဲကျသွားပါတယ်။ကောင်မလေးမြင်အောင်ခါမှာချိတ်ထားတဲ့ကားတော့ကိုထုတ်ပေးထားလိုက်ပါတယ်။တစ်ဖက်မှာအခြေအနေကိုဘာမှမသိသေးတဲ့ညီမဖြစ်သူကအမဖြစ်သူကိုရှာဖို့အတွက်ကားပေါ်ကဆင်းလာခဲ့ကလမ်းလျှောက်ရင်းစုံတွဲကောင်လေးရဲ့အဖြစ်ကိုမြင်သွားပြီးထိတ်လန့်သွားပါတယ်။ကောင်မလေးကတိတ်တဆိတ်တော့ကိုယူလိုက်ကဘေးခန်းမှာလူတန်ကြီးရှိနေတာကြောင့်အတန်မထွက်အောင်လေကားပေါ်ကနေခုန်ချလိုက်တဲ့ချိန်လေကားထိပ်မှာပေါ်လာပြီးတူနဲ့ပြစ်လိုက်တဲ့အချိန်ကြောင့်ဆွေးနေတဲ့ကြမ်းခင်းတွေကကျိုးပြီးအောက်ထဲကျသွားပါတယ်။လူတန်ကြီးကလွှတ်ဆက်ကိုယူကာကောင်မလေးပြေးတဲ့နောက်ကိုလိုက်ပြီးကြမ်းခင်းကိုဖျက်ပါတယ်။အဲ့ဒီချိန်အငယ်မရောက်လာကလေဝင်ပေါက်တကားကိုဖြုတ်ပြီးအမဖြစ်သူကိုဆွဲထုတ်လိုက်ပါတယ်။နှစ်ယောက်သားလူတွေရှိတဲ့ကားစီကိုပြေးသွားကကားသမားကိုတော့ပေးပြီးအမြန်မောင်းခိုင်းလိုက်ပါတယ်။မောင်းနေရင်ကားကတခုခုကိုတိုက်မိကရက်သွားတာကြောင့်ကားမောင်းသမားကဆင်းကြည့်လိုက်တဲ့ချိန်အဆုံးသတ်သွားပါတယ်။လူတန်ကြီးကကားပေါ်တက်လာတာကြောင့်အမျိုးသမီးကပြေးဖို့ပြောနေပေမဲ့အားလုံးကဖုန်းတွေထုတ်ပြီးထူးဆန်းတဲ့လူတန်ကြီးကိုဗီဒီယိုရိုက်နေကြပါတယ်။ညီမနှစ်ယောက်ကကြောက်လန့်ကတန့်စင်ကန်းထဲဝင်ပုန်းနေလိုက်ပြီးမှန်ပြတဲ့ပေါက်ကနေထွက်ပြေးဖို့ကြိုးစားနေပါတယ်။အငယ်မအပေါ်ရောက်သွားချိန်အားလုံးကိုအဆုံးသတ်ပြီးတဲ့လူတန်ကြီးကတကားကိုအပေါက်ဖောက်ပြီးအထဲဝင်ဖို့တော့ဖွင့်နေပါတယ်